အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထူးခြားဆန်းပြစွာကမ္ဘာစံချိန်မှတ်တမ်းဝင်ခဲ့တဲ့အိဆန်၅ကောင်ကြောင့်ပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1ကမ္ဘာနေရွက်အရှည်ဆုံးခွေးအမေရိကန်ပြည်အောင်စုပိုလီကွန်ပြည်နယ်အိဆန်စစ်ကူပညာရှင် AI ဆန်ပိုင်ဆန်တဲ့ခွေးမလေးလူကအမေရိကန်အမဲလိုက်ခွေးမျိုးစားဖြစ်တယ်ဒီမျိုးစိတ်ကအနက်ခံရန်ကောင်းပြီးနေရွက်ရှည်တာကထူးခြားချက်ပါခွေးမလေးလူရဲ့နေရွက်က34စင်တီမီတာ73.38လက်မအခြေရှိတဲ့အတွက်2020ခုနှစ်စက်တင်ဘာလမှာဒိန်းနှစ်စံချိန်မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်။စံချိန်တင်စဉ်ကအသက်3နှစ်သားဖြစ်ယခုချိန်ထိရှိခုနှစ်ဝန်းကျင်ရှိပြီးတက်ရှိထင်ရှားရှိနေတဲ့ကမ္ဘာနေရွက်ရှည်ဆုံးခွေးကောင်ဖြစ်ပါတယ်။နံပါတ်2ကမ္ဘာအမြင့်ဆုံးမြင်းအမေရိကန်ပြည်ထောင်စု Wisconsin ပြည်နယ်ပွင့်နယ်မြို့မှာရှိတဲ့ Smoky Hollow မြင်းမှုမြေချန်ပိုင်ရှင် Jerry Gilbert ပိုင်ဆိုင်တဲ့ Pitchik ဆိုတဲ့ Belgian ခဲတဲ့မြင်းမျိုးစားဟာ106ပေ10လက်မကျော်210.19 စင်တီမီတာရှိအောင်မကပဲအလေးချိန်က2600ပေါင်1189ကီလိုဂရမ်နီးပါးရှိတဲ့အတွက်2010ခုနှစ်ဇန်နဝါရီလ19ရက်နေ့မှာဒိန်းနှစ်မှတ်တမ်းမှာတရားဝင်စံချိန်တင်ခဲ့ပါတယ်။ဒီချိန်စံချိန်ကအသက်9နှစ်အရွယ်ရှိပြီး2021ခုနှစ်ဇွန်လမှာတည်ဆုံးခဲ့ပါတယ်။ယနေ့ချိန်ဒီပြည်ရဲ့စံချိန်ကိုချိုးနိုင်တဲ့မြင်းမရှိသေးတဲ့အတွက်သမိုင်းတစ်လျှောက်အမြင့်ဆုံးမြင်းဆိုတဲ့စံချိန်ကိုလည်းစုကူးထားပါသေးတယ်။နံပါတ်3ကမ္ဘာအမြင့်ဆုံးလိပ် UK နိုင်ငံတာဟာမြို့Brightside ရဲ့မှာရှိတဲ့ Avenger Valley အမှတ်ကြီးဥယျာဉ်ချန်ပိုင်ရှင်ဇနီးမောင်နှံပိုင်ဆိုင်တဲ့လက်ကလေးပါတီဟာတက်တက်ကွက်လိမ်မျိုးစားဖြစ်ပြီးတနအီကို3.92ကီလိုမီတာဝန်းကျင်သွားနိုင်ပါတယ်။ပုံမှန်လိမ်တွေကတနအီကို3.2ကီလိုမီတာကနေ3.4ကီလိုမီတာဝန်းကျင်သာသွားနိုင်ကြတော့ပါတီဟာ2014ခုနှစ်ဇူလိုင်လ9ရက်နေ့မှာဂရင်းနစ်စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။ဂရင်းနစ်စံချိန်နေကအသက်10နှစ်ဝန်းကျင်သာရှိပြီးဒီနေ့ချိန်ဒီအသက်ရှင်တန်လျက်ရှိပါတယ်။ပါတီတင်ထားတဲ့လက်စက္ကန့်3.28မီတာစံချိန်ကို12နီးပါးကြာတဲ့အထိဘယ်လိမ့်မှမချိုးနိုင်သေးပါဘူး။နံပါတ်4ကမ္ဘာရှာရှည်ဆုံးခွေးကောင်ရဲ့ရှာရှည်က၎င်းတို့ရဲ့မျိုးစိတ်ပေါ်မှာမူတည်ပေမဲ့တက်မြအဖြစ်3လက်မှ9.6စင်တီမီတာဝန်းကျင်သာရှိတတ်ပါတယ်။အမေရိကန်ပြည်ထောင်စုလူဝီစီယာနာပြည်နယ်ရှရီပို့မြို့မှာရှိတဲ့ Crystal Web ပိုင်ဆိုင်တဲ့ခွေးလေးရော့ကရဲ့ရှာရှည်က73.88စင်တီမီတာ9.46လက်မခန့်ရှိတဲ့အတွက်2023ခုနှစ်မှာစံချိန်နဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီနေ့အချိန်ဒီသိရှိထင်ရှားရှိနေတဲ့ကမ္ဘာရှာရှည်ဆုံးခွေးကောင်ဖြစ်ပါတယ်။နံပါတ်5ကမ္ဘာအနက်ကြီးဆုံးကြောင်အိမ်မွေးကြောင်တွေရဲ့ပြည့်မြတ်တက်တန်းဟာ12နှစ်ကနေ15နှစ်ဝန်းကျင်သာရှိပါတယ်။အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်အော်စတင်မြို့ကဂျိတ်ဘယ်ရီပိုင်ဆိုင်တဲ့ Miss Barrett ကြောင်မျိုးစားခွင်းဘက်ဆိုတဲ့ကြောင်မလေးကတော့1969ခုနှစ်မှာမွေးဖွားပြီး2005ခုနှစ်ဩဂုတ်လ6ရက်နေ့မှာတည်ဆုံးခဲ့ပါတယ်။ဒီကြောင်မလေးကတော့38နှစ်နဲ့3ရက်တိတိအသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ပုံမှန်ကြောင်တွေထက်